ရှာရမှာတည်သွားပြီဆိုရင်တရားရှာခြင်းလို့တရားမရတော့ပါဘူးအသက်ရှင်တုန်းလေးတရားရှာမှသာလေတရားရတာပါအားကြောင့်မို့မသိခင်မှာတရားရှာဒီကတတမီမနာခင်မှာတရားရှာနာကတတမီမအိုခင်မှာတရားရှာအိုကတတမီလူတယောက်ရဲ့ဘဝမြင့်မြတ်ဖို့အတွက်တရားကိုပွားများအားထုတ်ရမယ်ဒီတရားကိုပွားများအားထုတ်မှသာလေအိုခြင်းစင်ရဲ့နာခြင်းစင်ရဲ့သိခြင်းစင်ရဲ့တို့ရဲ့ဂုဏ်ရာကိုနိဗ္ဗာန်ကိုရောက်မှာဖြစ်ပါတယ်တရားကိုမပွားများမအားထုတ်ဖို့ဆိုလို့ရတော့ခဏခဏအိုရခဏခဏနာရခဏခဏနဲ့သိအောင်ပါပဲ30ပုံမှာမျိုးနေမှာ30ပုံဆိုတဲ့ဝိတဲ့ကိုနေမှာဒီ30ပုံဆိုတဲ့ဝိတဲ့မှာဒုက္ခတွေခံစားနေရမှာ30ပုံတဲ့ဝိရနေပြီးတော့လွတ်မြောက်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရတော့ဒီတရားကိုပွားများအားထုတ်ရမယ်တရားကိုပွားများအားထုတ်မှသာလေ30ပုံဆိုတဲ့ဝေကြီးရနေပြီးတော့လွတ်မြောက်မှာဖြစ်ပါတယ်30ပုံဆိုတဲ့ရည်စည်းတွေကနေပြီးတော့မမျောမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့တဏိတေရဲ့တဏ္ဍနဲ့ကလေးဖြစ်လို့နေတစ်စက္ကန့်လေးဖြစ်လို့နေတရားကိုရှုမှတ်ပွားများရမယ်တရားကိုရှုမှတ်ပွားများမှသာလေဘဝရဲ့အသက်ရှင်ခြင်းဟာတန်ဖိုးရှိတယ်ဘဝရဲ့အသက်ရှင်ခြင်းဟာမောမြတ်တယ်တရားကိုမပွားများမအားထုတ်ဘူးဆိုလို့ရင်ဘဝရဲ့အသက်ရှင်ခြင်းဟာအနှစ်တရားပဲဖြစ်လို့နေမမြတ်ပါဘူးတရားကိုပွားများအားထုတ်မှသာလေတစ်စက္ကန့်လေးပဲဖြစ်ဖြစ်ဘဝရဲ့အသက်ရှင်ခြင်းဟာမြတ်ပါတယ်ဘာကြောင့်မြတ်တယ်လဲဆိုတော့အိုခြင်းစင်ရဲ့နာခြင်းစင်ရဲ့သိခြင်းစင်ရဲ့စင်ရဲ့ဒီဂုဏ်ရာဖြစ်တဲ့နေရာကိုရောက်ဖို့အတွက်မမြတ်ပါတယ်မိမိလျော်လျော်နဲ့နေမယ်ဆိုလို့ရင်နှစ်ပေါင်းတရားအသက်ရှင်တော့လဲတရားကိုအာမထုတ်ဘူးဆိုလို့ရင်တော့တရားမသိတဲ့အခါကျတော့အမှားတွေရှိတတ်တယ်အမှားတွေရှိသွားပြီဆိုလို့ရတော့အမှားတွေလုံးတတ်တယ်အမှားတွေရှိတယ်အမှားတွေလုံးတဲ့အခါကျလို့ရတော့ခဏခဏအိုးရမယ်ခဏခဏနာရမယ်ခဏခဏသိရမယ်မဟုတ်ပါလို့တောင်းစုဆိုလဲတောင်းတိုင်းမရအိုကြရအနိစ္စခန္ဓာကိုမနာပါလို့တောင်းဆိုလဲတောင်းတိုင်းမရနာကြရဒုက္ခခန္ဓာကိုမသိပါလို့တောင်းဆိုလဲတောင်းတိုင်းမရသိကြရအနတ္တခန္ဓာကိုဒီယုံနာဓမ္မသင်္ခါရတရားတွေရဲ့လွတ်မြောက်ရာဖြစ်တဲ့နိဗ္ဗာန်ကိုတရားဘာဝနာတွေပွားများအားထုတ်ပြီးတော့မဉ္ဇဉ်ဘုံဉဏ်ဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း